မျက်တောင်ဆက်ဖို့လာမလားအဲ့ဆိုရင်နာမည်လေးနဲ့အရင်ကဆက်ခဲ့ပူတာရှိမရှိပြောပေးနော်နာမည်ကအဲ့ဆိုရင်အရင်ကမျက်တောင်ဆက်ခဲ့ပူတာတွေပါရှိလားမရှိဘူးပေါ့အဲ့ဆိုရင်ပုံစံလေးအရင်ရွေးပေးနော်အဲ့မျိုးဂလူးကော်နဲ့ကတ်တော့ဆိုရင်ဘယ်လိုပုံစံနေကတ်လဲဒီတိုင်းပဲနဲ့ထွေးစန္ဒာကြီးကတ်တယ်ပေါ့နော်အထူကြီးတော့တက်လိမရှိဘူးအဲ့ဆိုရင်ဘယ်ပုံဆက်မလဲဆိုအရင်ရွေးပေးနော်ပုံဆွဲပြမယ်ဒီလိုမျိုးရိုးလေးပဲဆက်မှာနေရော drawing scale အဆင်ပြေဖြစ်နေတယ်ဟိုဖုံးမှကြည့်ပြီးတော့ရှာပေးမယ်နော်အဲရွှေ့ပေးပဲပုံကြိုက်နေဒီဘက်အတန်းတော့မကြည့်နဲ့တော့ဒီဘက်အတန်းကကြတော့ heavy makeup กว่าလို့ပွဲတက် makeup တွေနဲ့မှအဆင်ပြေမယ်သူက daily လို့နဲ့အဆင်မပြေဘူးဒီဟာလေးကြည့်ကြည့်ဒီထဲမှာဆိုရင်ဘယ်ဟာအဆင်ပြေလဲဒီဟာကြိုက်ဒါနည်းနည်းထူပဲနော်ဒါအဆင်ပြေလားဒါပဲလှမယ်တင်တယ်သူကကွာနည်းနည်းနဲ့ထွက်ဆန်းတယ်အဲ့လိုဒီပုံလောက်ပဲမယ်နော်မင်းနေဆုံးကုန်ပြီသူဟာကလေဆက်ရမှာတော့မဟုတ်ဘူးတာလိုက်နဲ့ကပ်ပေးမှဆိုတော့လေအရင်ဆုံးရှိတဲ့မျက်တောင်တွေကိုအရင်ဆုံးနှုတ်ပေးရမယ်မနာဘူးတသားလေးပဲနှုတ်ပေးမှာနော်နှုတ်ခံမှာမလားအမှတက်လို့ရမှာမဟုတ်ရင်တက်လို့မရဘူးသူဟာကမျက်တောင်ဆက်တာမဟုတ်ဘူးတာလိုက်နဲ့ဖိကပ်လိုက်ရတာဆိုတော့လေငကိုမူလမျက်တောင်ရှိနေမကပ်ဘူးအဲ့ဒါရှိတဲ့မျက်တောင်ကိုအရင်ဆုံးနှုတ်ပေးမယ်နော်နည်းနည်းနားမယ်နော်အမေအလားစင်တော့အလားခံရမှာပဲလေနော်အရင်ဆုံးဒါကညာနော်ညာဘက်ကိုအရင်နှုတ်ပေးမယ်တစ်ချောင်းတော့ခြံထားပေးမယ်အဲ့ဒါမှတန်လိုက်ကနေနဲ့ကတ်မှာဆိုတော့လေအများကြီးတော့မခြံထားပေးဘူးတစ်ချောင်းတော့ခြံထားပေးမယ်နိုင်ပြောနော်ချပြီလားအားလားမနာဘူးအဲ့ဆိုမတောက်တက်ပေးမယ်နော်သူဟာကဝိုစာတို့မတောက်တက်ပြီးပါတော့မှကော်ရတယ်ဟာဒါမဲ့တောင်ကပ်ပြီးတော့မှကော်ပေးမယ်နော်အော်တန်
န်းတဲ့စစ်ကိုတောင်းပေးရနော်မရောရင်ဒါကိုစကန်ဖတ်ကြည့်လိုက် number 1 Silky Black 2ဒါကဒီတစ်စိတ်တည်းမှာ natural ဖြစ်ဆုံးအပါဆုံးပဲကျန်တဲ့ဟာတွေကနည်းနည်းထူးတယ်ဒီလိုလေးလားဆိုရင်တက်ပြီးတော့မယ်နော်အကြည့်ရောင်ပြန်ပါတယ်တွေ့လားဒါကိုခွာလိုက်မှန်ကွာဒီမှာဆိုလေဒီလိုup and down right ဆိုတော့ညာဘက်ပေါ့ရမ်းပါတယ်သူကရတယ်ဒီမှာနှစ်ခုဖြစ်သွားနိုင်တွေ့ဒီမှာအပြာဆက်တေးသေးလေးတွေ့လားအပြာဆိုရင်အပေါ်မှာထားမှာဒီလိုဒီလိုဒီမှာကအဖြူဆက်လေးတွေ့လားဖြူဆက်အဲ့ဒါကဆိုတော့ထောင်းအဖြူဆိုရင်ထောင်းမှာထားအောက်မှာထားကြာအဲ့ဒါကိုမျက်တောင်မှာဒီလိုကတ်လိုက်ကွာဒီနှစ်ခုကကတ်သွားမှာအဲ့လိုမျိုးနားလဲလားအဲ့ဆိုရင်ကတ်မယ်နော်မျက်လုံးကိုမကြည့်နေနဲ့ကွာအဲ့လိုအောက်ဆိုင်ထားဒီလိုပုံစံမျိုးအဲ့မှာကတ်လို့အဆင်ပြေမှာမဟုတ်ရင်မကတ်ဘူးမျက်လုံးကဒီမျက်တောင်ကိုမကြည့်နေနဲ့အောက်ကိုနည်းနည်းစိုက်ပြီးထားရပြီနော်ကတ်ပေးမယ်ဘယ်လိုကတ်မလဲ1 2 3ဆက်ပြီစင်ပြီလားအဲ့လိုမျိုးကော်တွေပိုင်းနဲ့ကြာလို့ရှုပ်တယ်လေနော်နောက်တစ်ခုက left ဆိုတော့ဒီဘက်ကပ်ပြမယ်အားလည်းတူတူပဲသူဟာကွာအဲ့လိုထားတော့မှကပ်မှာမျိုးအပြာစက်ကိုအောက်မှာထားရင်မကပ်ဒါကတောင်းဒါကအနှလုံးအောက်ကိုစိုက်တာနော်1 2 3ချာလာမြင်ရောမြင်ရဟဲ့လားမလားမေတ္တာကနှုတ်ထားတော့လေးနည်းနည်းနားတာလေးစက်တာလေးဖြစ်မှာဆိုလို့မျက်စိနဲ့ထည့်ပေးမယ်နော်မျက်တောင်နဲ့မျက်လုံးတွေကဘာမှမဆိုင်ထည့်ပေးမယ်ဒီနေ့တော့နောက်တစ်ဖက်အလုံးပြိုးထားဒီနေ့တော့ဆက်ပြီအိုးဒီဟာလေးမေးဖို့ကော့ပေးဖို့မေ့နေရဒီဟာကျန်လေးရ
ဒါကကော့တဲ့ဟာတော့မဟုတ်ဝစာတော့ဒီဘက်အဲ့ဆိုရင်ဒါလေးရောထည့်ပေးလိုက်မယ်နော်ဒီဘူးလေးထည့်ပေးလိုက်မယ်ဒီလေးထည့်ပေးလိုက်မယ်နော်တက်တယ်မလားအဲ့လိုအိတ်ကန်လေးချွတ်မယ်ဆိုလည်းအဲ့လိုဖြည်းဖြည်းလေးချွတ်လိုက်အောင်မယ်ပြန်တက်မယ်ဆိုလည်းဆောနာပြောတဲ့နီးနဲ့တက်လိုက်လွယ်လေးပဲရပြီနော်ဒါလေးယူပါရှင်းလို့ရပြီနော်ကလစ်ပေးနေလည်းရတယ်ဝေ့ပေးနေလည်းရတယ်ရှင်းမိုးရေးကြည့်ထမအောင်ဆိုတစားရွေးပေးတာတစားရွေးပေးတာကတပန်းခွဲနောက်တစ်ခုကမျက်တောင်နှုတ်တာအဲ့ဒါကတသိန်းနောက်တစ်ခုကမျက်တောင်နှုတ်ပြီးတော့မျက်တောင်တက်တာက3သိန်းတန်တယ်နော်3သိန်းပြီးတော့ဟိုကဘူးတသိန်းလေး eyelash fixer က2သိန်းခွဲနောက်တစ်ခုကမျက်စင်းထည့်ပေးတာအဆက်မှာဆိုလို့မျက်စင်းထည့်ပေးတာက9000ပဲယူလိုက်မယ်နော်အားလုံးပေါင်းက3သိန်း4သိန်း4သိန်းရဲ့2သိန်းခွဲက6သိန်းခွဲနဲ့9000နဲ့ဆို9သိန်းနဲ့1000ခွဲနဲ့ဆိုတော့9သိန်း1000ခွဲစားပြီးကိုကြိုက်တယ်မလားကြိုက်တယ်ဆိုရင် Facebook page မှာ good review လေးရေးပေးအောင်နော်အရင်ဆုံး9သိန်း1500ခိပေးတဲ့ထည့်ပေးလိုက်နော်ဒါပဲအဆင်ပြေဆိုတတ်